ွေးမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Ketoprofen 1 ml လျင် Ketoprofen 100 gram ပါဝင်သည်အသုံးပြုရန်သတ်မှတ်ထားသောတိရစ္ဆာန်များဝက်များနွားများမြင်းများဆေးနှုန်းထားနှင့်ထိုးသွင်းရန်နည်းမြင်းများသွေးကြောထဲသွင်းခြင်းကြွက်သားနှင့်အရိုးအဆိပ်ရောဂါများကုသရန်ကို4ချိန်1ကီလိုဂရမ်လျင်ဆေးနှင့်0.2မီလီဂရမ်နှုန်းဖြင့်တစ်ရက်တစ်ကြိမ်ထိုးပါဆေးပြင်းနှုန်းကို4ချိန်45ကီလိုဂရမ်လျင်ဆေး1မီလီလီတာအထိထိုးပါ3ရက်မှ5ရက်ဆက်တိုက်ထိုးပါဝမ်းပိုက်အောင်ယောဂလက္ခဏာပျောက်ဆေးအဖြစ်ကို4ချိန်1ကီလိုဂရမ်လျင်ဆေးနှင့်0.2မီလီဂရမ်နှုန်းဖြင့်တစ်ကြိမ်တည်းထိုးရန်ဆေးပြင်းနှုန်းကို4ချိန်45ကီလိုဂရမ်လျင်ဆေး1မီလီလီတာအထိထိုးပါရေဘူးရအားဖြင့်တစ်ကြိမ်သွင်းလျင်လုံလောက်ပါသည်နောက်ထပ်ဆေးထပ်သွင်းရန်လိုအပ်ပါကတိရစ္ဆာန်ကိုထပ်မံ၍ဆေးဘက်ဆိုင်ရာစစ်ဆေးမှုပြုလုပ်ပြီးမှသာထိုးပါနွားများတစ်ကောင်လျင်ဆေးနှုန်းကို4ချိန်1ကီလိုဂရမ်လျင်ဆေး3မီလီဂရမ်နှုန်းဖြင့်တစ်ရက်တစ်ကြိမ်ထိုးပါထိုးသွင်းရန်နည်းလမ်းကြွက်သားထဲသို့သို့မဟုတ်သွေးကြောထဲသို့ထိုးသွင်းလို့ရသည်ကုသရန်ရည်ရွယ်ချက်များရောင်ရမ်းမှုကျဆေးအနာသက်သာဆေးအဖျားကျဆေးအဖြစ်ဇက်တိုက်1ရက်မှ3ရက်အထိထိုးသွင်းနိုင်သည်ကြွက်သားနှင့်အရိုးအဆိပ်ရောင်ရမ်းခြင်းနို့တယ်ရောင်နာ mastitis နို့အုံရောင်ရမ်းဖောင်းကားခြင်း mammary edema အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများနှင့်ဆက်စပ်သောရောင်ရမ်းခြင်းများဘိုင်းအောင်ခြင်းကုသနိုင်သည်ဝက်များတစ်ကောင်လျင်ဆေးနှုန်းကို4ချိန်1ကီလိုဂရမ်လျင်ဆေး3မီလီဂရမ်နှုန်းဖြင့်တစ်ရက်တစ်ကြိမ်ထိုးပါထိုးသွင်းရန်နည်းလမ်းကြွက်သားထဲသို့ထိုးသွင်းရန်ကုသရန်ရည်ရွယ်ချက်ရုတ်တရက်ဖျားနာခြင်းတွင်ကိုယ်ပူချိန်မြင့်တက်ခြင်းကုသရန်မိခင်မျိုးမများတွင်နို့တယ်ရောင်နာသားအိမ်ရောင်နာနို့မထွက်ခြင်းယောဂလက္ခဏာစု mastitis mastitis galactia syndrome ကုသရန်အသုံးပြုနိုင်ပါသည်ဆေးသုံးပြီးအသားနှင့်နို့အတွက်စောင့်ရန်အချိန်ကာလမြင်းအသားစားရန်4ရက်နို့3ညနာရီစားသုံးနိုင်သည်နွားအသားစားရန်4ရက်နို့3ညနာရီစားသုံးနိုင်သည်ဝက်အတွက်အသားစားရန်4ရက်ကြိုတင်ရက်ပါတိမ်စင်းနှင့်6တွေ့အေးမြသောနေရာတွင်တိမ်စီပါနေအောင်တိုက်ရိုက်မထိပါစေနှင့်မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာ Mac တနိုင်တစ်ပိုင်ဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ